ပန်ဂျီယာသာမပျော်ဝဲခဲ့ဘူးဆိုရင်ပထမဆုံးအချက်အနေနဲ့အေယာမတိုက်ကြီးတိုင်းနဲ့ရေပင်ကျဲကြီးတစ်ခုလည်းသာရှိမှာမို့လို့ပြင်းထန်နေရသေးဘူးလို့ရှိမှဖြစ်ပါတယ်ပင်လယ်ရေကိုဖြတ်ပြီးတော့တိုက်ခတ်လာတဲ့လေတွေဟာရေကိုးရေငွေတွေပါတာကြောင့်ပြတ်တိုက်ခြင်းကိုခံရတဲ့ကုန်းမြေတွေကိုအေးမြပြီးတော့ဆွတ်စေပါတယ်ဒါပေမဲ့တိုက်ကြီးကကြီးမားလွန်းတာကြောင့်အေးမြတဲ့လေတွေလုံးဝမရောက်ရှိနိုင်မယ့်အပြင်ပူပြင်းခြောက်သွေးတဲ့ဂန္ဓာရကြီးဖြစ်နေမှာဖြစ်ပါတယ်ပင်လယ်ပြင်ကျဲနဲ့ထိစပ်နေတဲ့ကံယူတဲ့ဒေသတွေမှာဒါမြေစီမြေဩဇာကျွဲရပြီးတော့တတော်တွေနဲ့စိုက်ပျိုးရေးထုံးကားနိုင်မှာကြောင့်လူနေထူထပ်မှုကလည်းအေယာမတိုက်ကြီးရဲ့ကံယူတဲ့ဒေသတစ်လျှောက်မှာဒါစုပြုံနေမှာဖြစ်ပါတယ်ဒုတိယတစ်ချက်အနေနဲ့တက်ရှိရတာတိုက်ကြီးတိုက်ထဲမှာနေရမယ်ဆိုရင်မတူညီစွာပိုင်းခြားရတဲ့ပတ်ဝန်းကျင်ပေါ့လိုက်လုံးညီချွေစွာနေထိုင်ရတာမျိုးမရှိတော့တဲ့အတွက်အာဖရိတိုက်ကဆင်ဩစတြေးလျတိုက်ကသားမိတ်ကောင်နဲ့အာရှတိုက်ကပန်တာတို့လိုအသွင်မတူတဲ့သတ္တဝါတွေကလည်းမရှိလာနိုင်တော့ဘူးဖြစ်ပါတယ်နောက်ဆုံးချက်အနေနဲ့လူသားတွေတော့တင်အောင်တော့ပင်လယ်ကြီးကကာစီးထားခြင်းမရှိတော့တာကြောင့်ဤပညာကုန်သွယ်ရေးနဲ့ရင်ကျေးမှုနှီးနှောဖလှယ်ဖို့ဆိုတာပုံမလွယ်ကူသွားမှာပဲဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းအကာအကွယ်ဖြစ်တဲ့ပင်လယ်ပြင်မရှိတော့တာကြောင့်နိုင်ငံတွေအချင်းချင်းပြိုင်ဆိုင်မှုပြင်းထန်လာနေတဲ့အတွက်နေမြေသိမ်းတိုက်ပွဲတွေပလိပခါတွေမကြာခဏဖြစ်ပေါ်လာမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဒီပန်ဂျီယာဆိုတဲ့အေယာမတိုက်ကြီးကမပြိုဝဲခဲ့ဘူးဆိုရင်ကဘာကြီးကလက်ရှိနဲ့ဘယ်လောက်တောင်ကွာခြားနေလဲဆိုတော့သိရှိသွားလောက်ပြီလို့ထင်ပါတယ်ဒီလိုမျိုး science နဲ့ပတ်သက်တဲ့ဘ ഹു တုဒရရစီမဲ့ knowledge sharing တွေကိုထပ်မံတင်ဆက်ပေးတော့မှာမို့လို့ဆက်လက်ဆောင်ကြည့်ပေးကြလို့ရပါတယ်